part 2 ရဲ့သင်ခန်းစာ9ဖြစ်ပါတယ် for timing key ကတော့ G D G major key ပေါ့ D ရဲ့ D7 ရဲ့3မျိုးပဲပါ 4N 1 2 3 1 2 3 4 1 2 1 2 3 4 and 1 2 3 1 2 3 1 2 3 4 1 2 3 4 3မျိုးပဲပါတယ်နော်သင်ခန်း part 2 ရဲ့သင်ခန်းစာ6 for timing key C C ရဲ့ G ရဲ့ G7 ပဲပါတယ် for timing 1 2 and 3 4 and 1 2 and 3 1 2 and 3 4 and 1 2 and 3 1 2 and 3 4 and 1 2 and 3 1 2 and 3 4 1 2 3 4ဒီခေါ်ဒီကိုအလွတ်တီးပါနော်